မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေနော်ဆ iam မစောတီစံဖြစ်ပါတယ်ဒီနေ့ဆ iam မပြောချင်တဲ့အကြောင်းအရာကတော့မနေ့မိုးလင်းလာလို့ရှိရင်မိမိတို့ရဲ့တနေ့တာကိုဖြတ်တန်းတဲ့အချိန်မှာအောင်မြင်ခြင်းတွေရဖို့အတွက်မိမိတို့ရဲ့မျက်နှာတက်တဲ့နေရာမှာမှန်လေးတစ်ချက်ထားလိုက်ပါနော်ဒီလိုမှန်လေးတစ်ချက်ထားလိုက်တာနဲ့မိမိဘဝမှာအောင်မြင်မှုတွေအများကြီးရသွားတယ်ဆိုတာအင်မတန်ဒါအံ့ဩဖို့ကောင်းပါတယ်နော်ဒါကြောင့်မလို့မိမိကမှန်တစ်ချက်ရှေ့မှာထားမယ်ထားပြီးသွားလို့ရှိရင်မျက်နှာမတက်ခင်မှာမိမိတို့ရဲ့တစ်မဲ့မျက်နှာတက်တော်ရည်ကိုလက်ကလေးမြောက်ပြီးတဲ့အခါကြာလို့ရှိရင်ရှင်မြတ်စွာဘုရားကမျက်နှာတက်တော်ရည်စက္ကန့်လှူဒန်းပါတယ်ဆိုပြီးတော့ဒါလှူဒန်းလိုက်ပါပြီးသွားတဲ့အခါကြာလို့ရှိရင်ပြန်စွန့်ပါဗောနော်စွန့်တဲ့အခါကြာလို့ရှိရင်ဒါအရှင်မြတ်စွာဘုရားကဒီမျက်နှာတက်တော်ရည်လေးကိုဆေးဖြစ်စွန့်တော်မူပါဆိုပြီးတော့စွန့်ပါနော်စွန့်ပြီးသွားရင်ရေခွက်ကလေးကိုကြည့်ပြီးတော့စကြနန္ဒမှာရှိကြကုန်သောလူနဲ့ပြမှာတက်တော်အပေါင်းတို့ဒီရေခဲတို့အေးမြခြင်းရေခဲတို့ချမ်းမြခြင်းရေခဲတို့စိတ်ကြည်လင်အေးမြကြပါစေဆိုပြီးတော့စကြနန္ဒမှာရှိတဲ့တော်လူနဲ့ပြမှာတက်တော်အားလုံးမြတ်တာပို့မယ်နော်ပြီးသွားတဲ့အခါကြာလို့ရှိရင်ဒီနေ့ကကျတာပတိနေ့ဖြစ်တာကြောင့်ကျတာပတိနေ့သာသမီအားလုံးလည်းမြတ်တာပို့မယ်၎င်းတို့နဲ့ထပ်တူထပ်မယ်ကျွန်တို့ဒီလည်းအေးချမ်းပါသေးဆိုပြီးတော့ဒါဒီလိုမျိုးလေးပြောမယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်မှန်ကိုကြည့်ပြီးသွားတဲ့အခါကြာလို့ရှိရင်ငါဟာအောင်နိုင်သူဖြစ်ရမယ်ငါဟာကြီးမြတ်သူဖြစ်ရမယ်နောက်ပြီးတော့မိမိဒီနေ့စဉ်းစားရမှာကမိမိရဲ့ရည်မှန်းချက်ရှိတယ်ပေါ့နော်ဥပမာမိမိကငွေချင်းအမြောက်များလိုချင်တယ်ဆိုရင်လည်းငါဟာဒီနေ့ကစပြီးတော့ကျတာပတိနေ့မှစပြီးတော့ငါဟာငွေကြေးတွေအများကြီးငါစီကိုဝင်လာပြီးဆိုပြီးတော့ဒါကိုလိုချင်တဲ့ဟာကိုသုံးချိန်တီးတီးရွတ်ပါဥပမာအိမ်ပိုင်ဆိုင်ချင်တယ်ဆိုရှင်နေ့စဉ်ပေါ့နော်ကိုကစိတ်ထဲမှာအမြဲတမ်းဒါကိုပြောသွားတဲ့အခါကျရင်စိတ်ပါဝါတစ်ခုရပြီးတော့မိမိလိုချင်တဲ့ဟာကိုလင်းလင်းမြန်နဲ့ပိုင်ဆိုင်ရပါတယ်အဲကြာတာပတိနေ့ကြာတာပတိနေ့မှစပြီးတော့မိမိကဆဆအရာအဆင်ပြေလာပြီးမိမိဒီကျမ်းမာပျော်ရွှင်လာပြီးမိမိဒီငွေလက်လာပါများလဲအများကြီးဝင်လာပြီးလို့ဆိုပြီးတော့ဒါကစိတ်မာကြီးမှန်းပြီးတော့ဒါပြောဆိုရမှာဖြစ်ပါတယ်အဲ့အတွက်တနေ့တာမိမိဖြတ်သန်းတဲ့အချိန်မှာမိမိအတွက်စိတ်ပါဝါတကိုးတွေလည်းရပြီးတော့ပျော်ရွှင်မှုတွေကိုလည်းမိမိကဖြစ်စေပါရဲ့เนาะအားကြောင့်မို့ပြီးသွားတဲ့အခါကျလို့ရှိရင်မျက်နှာကိုတစ်ချတဲ့အခါမှာဆိုလို့ရှိရင်လည်းဗုဒ္ဓံတဏံကိစ္ဆာမိဓမ္မံတဏံကိစ္ဆာမိတန်ခံတဏံကိစ္ဆာမိအဲ့လိုမျိုးဒါမျက်နှာကိုဖျားတရားတန်ခါเนาะယန္နာသုံးပါးနဲ့စပြီးတော့တစ်ချလိုက်တဲ့အခါမှာမိမိကိုလူတွေကမျက်နှာမြင်တဲ့အခါချစ်ခင်ပါတယ်မိမိအတွက်လည်းဆဆအရာဒါလူချစ်လူခင်ပေါ်များမယ်စီးပွားလက်လာပါတွေတိုးတက်မယ်ဒါကြောင့်မလို့တနေ့တာမှာဖြတ်သန်းတဲ့အချိန်မှာမိမိအတွက်ကိုဒါနမိတ်ကောင်းအတိတ်ကောင်းတွေယူပြီးတော့ဖြတ်သန်းကြပါလို့ဒါဆရာမကပြောပါတယ်เนาะအဲ့အတွက်အားလုံးကျန်းမာချမ်းသာကြပါစေနှလုံးစိတ်ဝမ်းများအေးချမ်းသာရပြီးတော့လက်ကြီးအထူးပွင့်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါရယ်เนาะ